ရှန်နိုရဲ့ပင်လယ်ဓမြအဖွဲ့ကလူဖီရဲ့ရွာလေးစီကိုရောက်နေကြပြီးငငယ်တွေကပင်လယ်ဓမြဖြစ်ချင်တဲ့လူဖီကလေဒီတစ်ခေါက်ပြန်ရင်သူ့ကိုခေါ်သွားဖို့ပြောနေကြတာဖြစ်ပါတယ်သူ့ရဲ့လက်သီးတွေကပစ္စတိုထက်တောင်မြန်တယ်လို့အားချောင်းနေပေမဲ့ကလေးရွယ်ပဲရှိသေးတဲ့လူဖီကိုရှန်နိုအဖွဲ့ကဝိုင်းစားနေကြပြီးအဲ့အချိန်မှာစိုက်နှဲကိုတကားဖြတ်ပြီးဝင်လာတဲ့တောင်ပေါ်ဓမြအုပ်စုကိုတွေ့လိုက်ရပါတယ်သူတို့ကအရက်စီကိုဝယ်ဖို့လာတာဖြစ်ပေမဲ့တဆိုင်လုံးကအရက်တွေကိုရှန်နိုအဖွဲ့ကတောက်လိုက်ကြပြီဖြစ်လို့မရှိတော့ပဲအဲ့ဒါကြောင့်ရှန်ကနောက်ဆုံးကျန်တဲ့ပလင်းကိုပေးရင်းနဲ့တောင်းပန်လိုက်ပါတယ်ဒါပေမဲ့တောင်ပေါ်ဓမြခေါင်းဆောင်ကပလင်းကိုခွဲလိုက်ပြီးသူ့လိုဘယ်ရီရှစ်တန်တန်ကြီးရှိတဲ့သူတယောက်အတွက်အရက်တစ်လုံးဆိုတာအာသာတော်မပြေတဲ့အကြောင်းပြောလိုက်ပါတယ်ရှန်ကတော့ဘာမှမတုံ့ပြန်ပဲမက်ခီနိုရဲ့ဆိုင်ညစ်ပတ်သွားတာကိုတော့တန်ရှင်းလုပ်ပေးနေရကြောင်းတောင်ပေါ်ဓမြကအကုန်လုံးကိုဖျက်ဆီးပြီးလူပါထောက်ဝလိုက်ပါတယ်ပင်လယ်ဓမြတွေဆိုတာငကြောက်တွေပါလို့ပြောရင်ထွက်သွားကြတဲ့အချိန်မှာတော့ရှန်နဲ့သူ့ရဲ့အဖွဲ့သားတွေကထူးဆန်းစွာပဲထားရည်နေကြပြီးလူဖီကတော့ပင်လယ်ဓမြတွေဖြစ်လျက်နဲ့အဲ့လိုပြန်မချပဲငြိမ်ခံနေခဲ့တဲ့အတွက်တယောက်တည်းဒေါသထွက်နေခဲ့တာဖြစ်ပါတယ်ရှန်ကတော့သူ့ကိုယ်ပေါ်ကိုအရက်နည်းနည်းလောက်ပေးသွားတာကိစ္စမရှိတဲ့အကြောင်းပြန်ပြောတဲ့အတွက်လူဖီလည်းဘာမှမတတ်နိုင်တော့ပဲစိတ်ဆိုးဆိုးနဲ့အနားမှာရှိနေတဲ့အသီးတစ်လုံးကိုယူစားလိုက်ပါတယ်အဲ့ဒါကိုရှန်တီသွားတာနဲ့ပြန်ထွေးထုတ်ခိုင်းမိမယ်မမီတော့ပဲလူဖီရဲ့ခန္ဓာကိုယ်ကရှေ့ထွက်လာခဲ့ပြီးသူစားလိုက်တာကလည်းရာဘာအသီးလို့ခေါ်တဲ့နက်ဆိုးတစ်တီတစ်ခုဖြစ်တဲ့အကြောင်းနဲ့အသီးတွေကိုစားမိတဲ့သူကဘတော်မှရေကူးလို့ရတော့မှမဟုတ်တဲ့အကြောင်းပြပြလိုက်ပါတယ်နောက်တရက်မှာတော့တောင်ပေါ်ဓမြတွေကိုမကျေနပ်တဲ့လူဖီကသူတို့အရက်လာတောက်ကြတဲ့အချိန်ရှန်တို့ကငကြောက်တယ်မဟုတ်ပဲပြန်တောင်းမှမို့သွားပြောတဲ့အတွက်အကျိတ်ခံနေရပြီဖြစ်ပါတယ်ဂျွာလူကြီးကလည်းကလေးဖြစ်တဲ့လူဖီအတွက်သူကိုယ်တိုင်ဒူးထောက်တောင်းမှနေပြီမဲ့မရပဲတောင်ပေါ်ဓမြကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့ရှန်နဲ့သူ့ရဲ့အဖွဲ့သားတွေရောက်လာကြပါတယ်မနာကျင်ထွက်သွားဖို့ပြောပြီးမဲ့ရှန်ကနည်းနည်းမှဂယုမဆိုင်ပဲရှေ့ကိုဆက်တိုးလာတဲ့အချိန်တောင်ပေါ်ဓမြတယောက်ကလည်းတနက်နဲ့ထောက်ထားလိုက်ပါတယ်လူတယောက်ကသူ့တနက်ကိုဆွဲထုတ်လိုက်ပြီဆိုတာနဲ့6လက်ရုံတက်တက်မဟုတ်ပဲသူ့ရဲ့အသက်ကိုစုံမိုးထိပြင်ဆင်ထားရတဲ့အကြောင်းရှန်ကပြောပြပေးနေအောင်ချိန်ထားတဲ့ကောင်ကအပြစ်ခံလိုက်ရပါတယ်မမျော်လင့်ထားပဲရုတ်တရက်သူတို့လူတယောက်ချက်ချင်းတိတ်သွားတဲ့အကြောင်းတောင်ပေါ်ဓမြတွေလည်းတွေးပြကုန်ကြပြီးဒီနေရာမှာရက်နေရသူတွေအကုန်လုံးကပင်လယ်ဓမြတွေဖြစ်လို့ဥပုပ်စောင့်နေမှာမဟုတ်ပဲသူ့ကိုအရက်နဲ့ပတ်ယုံမကလို့တရွေးနဲ့ထွေးရင်တောင်ဘာမှမဖြစ်တယ်လို့မေးပြလိုက်လို့ရတဲ့အကြောင်းရှန်ကပြောပြလိုက်ပါတယ်ဒါပေမဲ့ဘာအကြောင်းနဲ့ဖြစ်ဖြစ်သူ့ရဲ့မိတ်ဆွေတွေကိုထိပါလာရင်တော့လုံးဝအလုပ်ပေးမှမဟုတ်တဲ့အကြောင်းသတိပေးလိုက်ပြီးနောက်ထပ်တက်လာကြတဲ့တောင်ပေါ်ဓမြတွေလည်းရှန်ရဲ့အဖွဲ့သားတယောက်နဲ့တင်အားလုံးမှောက်သွားခဲ့ပါတယ်အဲ့ချိန်ကျမှဓမြခေါင်းဆောင်လေလူဖီကသူ့ကိုအရင်ရန်စားတာဖြစ်တဲ့အကြောင်းပြောရင်မီကိုပုံးနဲ့ထွက်ပြေးသွားခဲ့ပြီးလှေတစည်းနဲ့ပင်လယ်ထဲကိုရောက်တဲ့အချိန်မှာတော့လူဖီကိုရေထဲပစ်ချလိုက်ပါတယ်နက်ဆိုးတစ်တီကြောင့်ရေမကူးနိုင်တဲ့လူဖီကတိုက်ပတ်နေတော့ဓမြခေါင်းဆောင်လည်းပင်လယ်ထဲကတရဝါကြီးတစ်ကောင်စားတာကိုခံလိုက်ရပြီးလူဖီဘက်ကိုလှည့်လာတဲ့အချိန်မှာတော့ရှန်ကလက်မတင်နေကဲပေးနိုင်လိုက်ပါတယ်ကြောက်ဖို့ကောင်းတဲ့တရဝါကြီးကိုလည်းအကြည့်တစ်ချက်နဲ့နေမောင်းထုတ်ပစ်လိုက်ပြီးယောက်ျားဆိုတာမငိုရဘူးလို့နှစ်သိမ့်နေပေမဲ့ရှန်ရဲ့လက်တစ်ဖက်ကတော့လူဖီကိုအချိန်မီကယ်နိုင်မှုအတွက်ရင်းလိုက်ရတာဖြစ်ပါတယ်အဲ့လိုနဲ့ရှန်ရဲ့အဖွဲ့ပင်လယ်ထဲကိုပြန်ထွက်ကြမဲ့နေ့မှာလူဖီကသူ့ကိုခေါ်သွားဖို့မပြောတော့ပဲသူ့ရဲ့ကိုယ်ပိုင်အစွမ်းစားနဲ့ရှန်ရဲ့အဖွဲ့သားတွေလိုအရန်တော်တဲ့သူတွေကိုစုစည်းပြီးကဘာပေါ်ကတန်ဖိုးအကြီးဆုံးယတနာကိုရအောင်ရှာမဲ့ပြင်ပင်လယ်ဓမြဘရင်ဖြစ်လာစေရမယ်လို့ပြောပြလိုက်ပါတယ်သူတို့ကတော့ကြော်မယ်ဆိုတဲ့စကားကိုကြားလိုက်ရတာကြောင့်ရှန်ကလေးလူဖီကိုသူ့အရန်တက်မိုးထားတဲ့ကောက်ရုပ်အထုပ်ကိုပေးခဲ့လိုက်ပြီးတနေ့မှာနာမည်ကြီးပင်လယ်ဓမြတယောက်ဖြစ်လာတဲ့အချိန်ကျရင်တော့သူ့စီကိုပြန်ယူလာခဲ့ဖို့မှာထားလိုက်ပါတယ်အဲအကြောင်းလူဖီကသူ့ရဲ့ကောက်ရုပ်အထုပ်ကိုအရန်တက်မိုးထားတာဖြစ်ပြီးလက်ရှိမှာတော့ဘာမှစားစရာမရှိပဲရွက်လစ်နေကြရတာဖြစ်လို့လူဖီလည်းကောင်းဝင်မော်ငှက်တကောင်ကိုဖမ်းစားဖို့ကြံစီလိုက်ပါတယ်အာရဝန်တာရော့ကတ်နဲ့ပြေးတက်သွားပြီးမြဲငှက်ရဲ့အရွယ်စားကသူ့တက်အများကြီးပိုကြီးနေရကြောင်းပြန်ပြီးအချီခံလိုက်ရပါတယ်ဆိုလိုကအောက်ကနေလိုက်တဲ့အချိန်ပင်လယ်ထဲမှာမျောနေတဲ့ဘက်ကီအဖွဲ့သား3ယောက်ကသူ့ကိုတွေ့သွားခဲ့ပြီးလှေပေါ်ကိုခေါ်တင်လာတဲ့အခါမှာတော့ဇာတိကပြလာတာကြောင့်ဆိုလိုလည်းနည်းနည်းလောက်မှတ်လောက်သားလောက်အောင်တီးပေးလိုက်ပါတယ်အဲအချိန်ကျမှနာမည်ကြီးပင်လယ်ဓမြမဟုတ်ဆိုဇိုရိုဆိုတာသိသွားကြပြီးသူတို့ရဲ့ကပတိန်ကလည်းနက်ဆိုးတစ်တီစားထားတဲ့လူရှင်တော်ဘက်ကီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အခုလို recap တွေကိုမြန်မာစာရင်းထိုးနဲ့ကြည့်ကျင်နေဆိုရင် Telegram မှာ Geo Anime ခွန်3လုံးလို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ်US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်တစ်ဖက်မှာလည်းတခိုးမာလေးကသူ့လိုချင်တဲ့ Grand Line မြေပုံကိုပြန်ခိုးသွားတဲ့အကြောင်းဒေါသထွက်နေတဲ့ဘက်ကီလည်းကောင်းကင်မော်ကနေပြန်လာတဲ့ငှက်ကိုအမြောက်နဲ့ပစ်ချခံလိုက်ပါတယ်အဲအကြောင်းလူဖီကမြေကြီးဘက်ကိုပြန်ရောက်လာခဲ့ပြီးသူ့ကိုမြင်လိုက်တဲ့တခိုးမာလေးကလည်းချော်လဲရောထိုင်အနေနဲ့လူဖီကိုတွတ်စီလာခဲ့တဲ့ဆရာကြီးဘာညာနဲ့ပြောခဲ့လိုက်ပါတယ်ဘက်ကီဓမြတွေလည်းဆရာကြီးဆိုတဲ့လူဖီကိုသွေးတိုးသွားဆန်းတဲ့အတွက်3ကောင်လုံးအတိခံလိုက်ရပြီးလက်ကြီးတက်တက်နဲ့တောင်ဓမြတွေကိုပြန်ဆောင်နိုင်တဲ့လူဖီအနာကိုတခိုးမလေးကလည်းပြန်ပြီးကတ်လာခဲ့ပါတယ်သူ့နာမည်ကနာမီလို့ခေါ်ပြီးပင်လယ်ဓမြတွေစီရပဲခိုးတဲ့သူဖြစ်လို့အလုပ်အတူတူတွဲလုပ်ဖို့ပြောပြီးမြဲလူဖီကလက်မခံမဲ့ထွက်သွားမယ်လို့စားချင်းတာဝယ်ကျွေးမယ်လို့ပြောလိုက်တာနဲ့ချက်ချင်းအဆင်ပြေသွားခဲ့ပါတယ်ကပတိန်ဘက်ကီကတော့ Grand Line နဲ့ဝင်ကန်ဒီမှာမြေပေါ်အခိုးခံလိုက်ရတာကြောင့်အတော်လေးဒေါပနေပြီးသူ့ရဲ့အနီအောင်နှာခေါင်းအစ်စ်နဲ့ပတ်သက်ရင်လည်းလုံးဝဆက်ဆက်တိမခံပဲတစ်ဖက်မှာတော့လူဖီကနာမီဝယ်ကျွေးတဲ့ဘာကာကို free ကျိတ်နေပြီဖြစ်ပါတယ်ဒီမျိုးကလူတွေအားလုံးဘက်ကီပင်လယ်ဓမြတွေကြောင့်ထွက်ပြေးကုန်ကြတာဖြစ်ပြီးသူကတခိုးတယောက်ဖြစ်နေရင်တော့မကောင်းတဲ့သူတွေစီရပဲခိုးတာဖြစ်တဲ့အကြောင်းနဲ့ဘယ်ရီငွေတန်တရာပြည့်အောင်ရှာဖို့လိုတဲ့အကြောင်းပြပြလိုက်ပါတယ်အဲအကြောင်းပတ်စံအများကြီးထက်ရှာလို့ရအောင် Grand Line မြေပုံကိုလိုတဲ့အကြောင်းပြောတဲ့အတွက်လူဖီလည်းမြေပုံနဲ့ရေချောင်းခီးမှနှက်ဆက်တဲ့နာမီကိုသူ့အဖွဲ့ထဲဝင်ပြီးလမ်းပြလို့ဖို့ပြောပါတယ်နာမီလည်းလူဖီကပင်လယ်ဓမြတယောက်ဆိုတာကိုတည်သွားရတယ်ချက်ချင်းညင်းလိုက်ပြီမဲ့လက်ရှိဒီနေရာကနေထွက်နိုင်မှုလဲလိုသေးတဲ့အကြောင်းလူဖီတာကပတိန်ဘက်ကီကိုလိုက်တွေ့မယ်ဆိုရင်လက်ခံပေးမယ်အကြောင်းကျင်းထည့်လိုက်ပါတယ်ပြီးရတဲ့လူဖီကို Grand Line မြေပုံနဲ့အတူဘက်ကီလက်ထဲအပ်လိုက်ပြီးသူကတကယ်တခိုးကိုဖမ်းလာပေးတာဖြစ်လို့ဘက်ကီရဲ့အဖွဲ့ထဲဝင်ကျင်တဲ့အကြောင်းပြောလိုက်ပါတယ်ခလောင်းဘက်ကီလည်းချက်ချင်းလက်ခံလိုက်ပြီးအဖွဲ့ဝင်အစ်စ်ကိုကြိုဆိုတဲ့အနေနဲ့ပျော်ပွဲရှင်ပွဲတောင်လုပ်ပေးလိုက်ပြီးမဲ့နာမီကတော့အခွင့်အရေးရတဲ့မြေပုံကိုပြန်ခိုးမှဖြစ်တဲ့ပြင်ဘက်ကီရဲ့ဂျရနာတွေကိုပါအကုန်ယူပြေးဖို့ကြံစီနေတာဖြစ်ပါတယ်
ဘက်ကီကတော့သူ့ရဲ့အထူး special ဘက်ကီအမြောက်ဆိုင်ရဲ့ဖြက်စီးနိုင်စွမ်းကိုပါလက်တွေ့ပြပေးလိုက်ပြီးပြကွင်းတစ်လျှောက်မှာရှိနေတဲ့အိမ်တွေအကုန်လုံးပျက်စီးသွားတဲ့အချိန်မှာတော့အဲဂျုံမော်ကိုဇိုရိုလည်းရောက်လာခဲ့ပြီဖြစ်ပါတယ်ဘက်ကီအမြောက်ဆန်နဲ့သူ့ရဲ့နတ်ဆိုးတစ်တီအစွမ်းကိုပေါင်းလိုက်ရင် Grand Line ကိုအုပ်ချုပ်နိုင်ပြီဖြစ်တဲ့အကြောင်းမှပြောနေအောင်လူဖီကလည်းသူကသာပင်လယ်တများပြီးရင်ဖြစ်လာမဲ့သူမို့လို့သူကပဲ Grand Line ကိုအုပ်စိုးမှဖြစ်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်အဲစကားကြောင့်ပဲအာချောင်နဲ့လူဖီကိုသူ့ရဲ့အမြောက်ဆန်နဲ့ပြစ်တတ်ဖို့အဖွဲ့ဝင်တစ်နာမီကိုတာဝန်ပေးလိုက်ပြီးသူ့အပေါ်သာတကယ်တစ္ဆာရှိရဲဆိုရင်အခုချက်ချင်းတက်တက်ပြဖို့ပြောလိုက်ပါတယ်သူသာမပြစ်ဘူးဆိုရင်သူ့ကိုဒီနေရာမှာတင်တက်ပစ်ကြမှာဖြစ်ပေမဲ့ပြစ်လိုက်ပြန်ရင်လေသူကဒီလိုပင်လယ်တများကောင်းနေတဲ့အတူတူပဲဖြစ်သွားနိုင်တာကြောင့်နာမီလည်းစဉ်းစားရခက်ပြီးလက်တွေတုံနေတော့လူဖီကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုပြက်ပြက်သားသားချဖို့သတိပေးလိုက်ပါတယ်အဲ့အချိန်ဘက်ကီရဲ့တပည့်တယောက်ကမီးစာကိုညှိလိုက်တဲ့အတွက်နာမီလည်းသူ့ရဲ့လှုပ်ဝက်လက်နက်ကိုထုတ်သုံးလိုက်ရပြီးသူ့ရဲ့အချစ်ဆုံးလူတယောက်ကိုပင်လယ်တများတွေကတက်သွားခဲ့တာဖြစ်လို့ဒီလိုလူမဆန်တဲ့ပင်လယ်တများတွေရဲ့လုပ်ရမျိုးဘတော်မှမလုံနိုင်တဲ့အကြောင်းနာမီကပြလိုက်ပါတယ်ဒါပေမဲ့မီးစာကဆက်လောင်နေုံဖြစ်ပြီးသူကလည်းဂျင်းတဲ့ချက်တဲ့ရောက်နေပြီမဲ့လူဖီကိုဘက်ကီလက်တဲ့ထည့်ခဲ့တာသူကိုယ်တိုင်ပဲဖြစ်လို့နာမီကအမြောက်ဆန်ရဲ့မီးကိုသူ့လက်နဲ့အပူခံပြီးညှိမိလိုက်ပါတယ်အဲအကြောင့်ဘက်ကီတများတွေတိုက်ခိုက်တာခံရတော့မဲ့အချိန်ကွက်တိရောက်လာတဲ့ဆိုရိုကဝင်တားပေးလိုက်ပြီးကျေးစားပင်လယ်တများမို့ဆိုရိုကလူဖီရဲ့အဖွဲ့ဝင်ဆိုတဲ့အတွက်အားလုံးကလည်းအံ့တင်သွားကြပါတယ်ဘက်ကီကတော့သူ့သားဆိုရိုကိုဒီနေရာမှာအနိုင်ယူလိုက်မယ်ဆိုရင်ပိုပြီးနာမည်ကြီးလာမှာဖြစ်တဲ့အတွက်ချက်ချင်းသူနဲ့ချဖို့စိန်ခေါ်လိုက်ပါတယ်တိုက်ပွဲစရတဲ့ဆိုရိုရဲ့တိုက်ပွဲတစ်ခုနဲ့တင်ဘက်ကီကအပိုင်းပိုင်းပြတ်သွားခဲ့ပြီးဆိုရိုကလည်းသူနိုင်သွားပြီလို့ထင်လိုက်ပေမဲ့ဘက်ကီရဲ့အဖွဲ့သားတွေကထူးဆန်းစွာပဲရည်နေကြတာကိုတွေ့လိုက်ရပါတယ်အဲအချိန်ဘက်ကီကပြန်ထလာတဲ့ပြင်ဆိုရိုကိုနောက်ကျောကနေဓာတ်နဲ့ထိုးချလိုက်ပြီးလက်တစ်ဘက်ကအလိုလျောက်လှုပ်ရှားနေရင်ကနေသူစားထားတဲ့နတ်ဆိုးတစ်တီကဘာရာနိုမီချော့ချော့ဖရူဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်အတီးရဲ့အစွမ်းကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကပိုင်းဖြတ်လို့မရပဲအဲအချက်ကိုမသိခဲ့တဲ့ဆိုရိုကလည်းဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်အဲ့ဒါကိုကြည့်နေတဲ့လူဖီကနောက်ကျောကနေဓာတ်နဲ့ထိုးရဲဆိုတာတရေဘောကြောင့်လည်းလုံရဖြစ်တဲ့အကြောင်းနဲ့နှာခေါင်းကြီးလို့ပါအော်ပြောလိုက်တဲ့အတွက်ပြဿနာတက်ပြီလို့ထင်လိုက်ပြီးမြဲလူဖီကဘက်ကီပြစ်လိုက်တဲ့ဓာတ်ကိုပါစက်နဲ့ကိုက်ဖျန်းလိုက်တဲ့အပြင်သူ့ကိုရအောင်ပြင်းမဲ့လို့ပါလှောင်ဝင်တွေကနေပြောလိုက်ပါတယ်ပြီးရင်တော့ဇိုရိုကိုပြေးဖို့အော်ပြောလိုက်တာနဲ့သူ့ကပတိန်ကြောင့်သဘောပေါက်တဲ့ဇိုရိုကလည်းကြံသမျှခွန်အားနဲ့မသိနိုင်တဲ့ဘက်ကီကိုတိုက်ခိုက်ပြီးအမြောက်စီကိုပြေးသွားခဲ့ပါတယ်အမြောက်ကိုပါပြောင်းနဲ့လှမ်းပစ်လိုက်တဲ့အတွက်ပြောင်းသွားကခလောင်းဘက်ကီတို့စီကိုတက်တက်ကြီးရောက်သွားခဲ့ပြီးနာမီကပါဇိုရိုပြောတဲ့အတိုင်းမီးလိုက်တာကြောင့်ကပတိန်ဘက်ကီရဲ့ special အမြောက်ဆန်ကပြစ်ကွင်းတစ်လျှောက်ကိုချက်ချင်းဖျက်ဆီးလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း3ဖြစ်ပြီးအပိုင်း4ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်